ကျွန်တော်တို့ကလားညာဖြစ်ပေါ်ဟိုသူရစားရောက်တာတော့ပြပြပါမယ်လေဟိုဒါကြီးတော့မပြောပါနဲ့တော့မပြောပါနဲ့နော်ဒါဆိုသူကနေတာနော်ဘိုးကြီးဘိုးကြီးလာမြင်မောင်ကိုဦးကိုဘိုးကြီးလာမြင်ချောမချောခမ်းမခမ်းနော်ပြောစရာမယောက်ျားချင်းတော့ငေါသွားကြရတော့မအေးလည်းကြိုက်တယ်လို့ဖတ်လိုက်ရတယ်ကျွန်တော်ပြပြပဲဟိုတယောက်ကဟိုဒီကတော့ဘယ်လောက်ကြည့်လဲဆိုတာသူ့ကိုယ်ကဝင်းညွတ်ရုပ်ရှင်မင်းသားကြီးဝင်းညွတ်နော်အိမ်ဝမ်းမှာမင်းသားဝင်းညွတ်မတန်ကြော်လာခဲ့ပါတယ်ဒါဒေစီကျော်ဝင်းတို့ဘာတို့မှာဆိုတော့အစဲပွဲဝတ်ထူရောဦးလေးကဝင်းညွတ်ပုံကြီးပွဲဝတ်တယ်ဝေခဲ့ရေးခဲ့တယ်နော်ဝင်းညွတ်အောင်မို့နော်ဆိုတော့အောင်မို့ဒါသူ့ရဲ့ညီရင်ဆိုတော့ဦးကြည့်ရွှင်ကျွန်တော်ငါ့မှာပါတယ်နော်အဲ့ဒါသူ့ညီငယ်ဆုံးချီရွှင်သူတဲ့အမှန်တော့ဟိုစိတ်တော်မင်းသားဖြစ်ချင်တာတော့မသိဘူးသူဝိတုရေးတဲ့အချိန်မှာဝင်းဦးဆိုပြီးတော့ရွှမွားတိုက်ကနေနောင်အင်းလေးလိုပါကွာကျွန်တော်အဲ့ဒီခေတော်ဝိတုယူတဲ့ကောင်ဒီပဲကျွန်တော်ကြောက်တာအရဖတ်တာတော့သူ့အပူတွေရုပ်ရှင်ရိုက်တော့သူကစစ်ဘူဘွားနေပဲအေဝမ်းကိုလာခဲ့တယ်တော့သူအေဝမ်းစားလို့တဲ့အချိန်မှာအာကူလာမြေပါကြတော့အရက်ခင်မှာကျွန်တော်လည်း10နှစ်လောက်ရှိပါတယ်ကျွန်တော်အတားခင်တယ်ကျွန်တော်လည်းတမန်ချက်ကိုတွန်းညွှန်းတယ်လေသူလုံးခွေရခင်နာပဲကျွန်တော်ကြာတော့ဒီကိုဘာလို့သူ့အဖေဥပညာနော်ချစ်တော့ကဥပညာအိမ်ဝမ်းမှာပဲအိမ်ဝမ်းနဲ့မောင်နှမတွေကိုဖြစ်နေတာကျွန်တော်ဒီဦးညို့ဆိုကျွန်တော်အဖေကျွန်တော်အတော်တွေပေါ့လေပြိုသွားတော့အဲ့တုံးထွေးနေကြတာတကယ်မိသားစုလိုနေခဲ့တာနော်သူဝင်းညို့ရောက်လာတယ်ကိုဝင်းရောက်လာကိုနာမည်ဘူကြီးနာမည်ကိုဘူကြီးဟိုမောင်ကိုဘူကြီးနာမည်သူတော်ချောတာယောက်ျားချင်းတော့မေးနေတာသွားရှုံးမတိုင်မှာတကယ်နာမည်ကြီးဝင်းဦးပါနော်အဲ့သူကက်ပေါ့တဲ့ဝတ္ထုရေးခဲ့တာဆိုတော့ဒီဝက်ချန်နယ်ကခဏတာတွေရိုက်ပြီးပြောတယ်ကျွန်တော်ကခဏတာတွေကျွန်တော် A1 Studio တွေကမာမင်းအဆောင်သွင်းဆိုရှင်မြတ်တော်ဆိုတာ A1 channel မှာပဲဒီအဆောင်သွင်းဆိုရှင်အရင်ကတကယ်ထိတ်တန်းဟိုပေါ့ဆရာကြီးတို့ဗာမြို့မဆရာကြီးထိတ်တန်းအကုန်လုံးကဒီမြတ်တော်မှာလည်းအဆောင်သွင်းနေသူတဲ့ရှင်းဆိုတော့ဒါခဏတာတော့ခဏတာတော့ဟုတ်တယ်ဟာဒီပုံကုန်ဒါလို့ရှိရင်အဆောင်သွင်းခမ်းမှပြည့်တယ်ခီးဝေအချင်းဆိုလို့ရှိရင်ဒါလာကြည့်ဒီပုံကတော့မဟုတ်တော့ဘူးအရင်ကြီးနဲ့ဘောလာနေဒါပါလေခင်းဝေးသဘောကျအခုကိုကြီးသဘောကျဟုတ်ပါကမင်းတို့ကသူ့ ID တိုင်းပါငါကသူ့နှစ်မြင်ရသဘောကျဘာတူရဆိုတော့သွားမလို့ဒါအပြူလည်းမဟုတ်ဘူးเนาะတော့ဟိုတည်းကသူ့ဟိုဒီယောက်ျားနဲ့ပေါင်းတင်နေတဲ့အချိန်ပဲလေဟိုဒီအဖေခဲအကြောင်းများမလို့เนาะဟုတ်ပါဘူးကွာတဲ့မင်းကလည်းသူဒါပေမဲ့ကျွန်တော်အမျိုးထဲမှာတော့ပြောပါဘူးသူ့နဲ့ကျွန်တော်အမအကြီးကြီးတော်တော်ချောတယ်เนาะဒီပြောတော့စိတ်သဘောကျပြီးတော့ဟိုစီဟိုလေးပေါ့ဝင်းကိုဒီဟာမျိုးနဲ့ဆွဲသွင်းနေတယ်ပေးစားနေတယ်ဒါပေမဲ့သူကခင်းဝယ်လာငန်းနေစီပန်းတပွင့်ပန်တဲ့ပုံလေးရိုင်းကြိုက်တယ်အဲ့တော့သူကလည်းလုံးနေတယ်တော့အကိုကြီးလုံးနေတယ်အဲ့တော့သူတင်နေမှုလို့ရှိမှသူတော့နေသေးတာပဲနော်အဒီတင်နေမှုတော့တော်ရင်းကြီးတာနော်အဒီတင်နေမှုလို့ကဒီသူ့မင်းသားတက်တဲ့တော့ဂျမိုင်းဦးဒီကျွန်တော်တွေ့တယ်ဟိုလှမ်းမြစ်ဆိုတော့လာအောင်လေဒီကောင်ပါလာလို့လက်ခင်းနေတာငါ့တယ်ဒီကပါရဦးဒီကလည်းစေးတာဒီကဟိုလေအဲ့တော့မဖြစ်ဘူးလေဒီကောင်မင်းသားလို့မှာဘာဝင်တိုင်းဒီလိုလို့မှာဒေတာကစစ်ဘူးကြီးပဲဒီလိုတော့သူရေးသားခွင့်တင်လိုက်တဲ့တဲ့ရေးသားပြီးတော့အေဝါခဏဟိုကိုကြီးနော်ဒါတကယ်မှလည်းဒီမျိုးမလို့မင်းအဒီဒီငူရတယ်သူ့ကိုမမေး